င်္ဂလာပါရှင်။နေပြည်တော်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူတို့တရုတ်ချင်းစားစစ်သားတွေရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းများရှိရာကြောက်ဖြူမြို့နယ်မှာတိုက်ပွဲများတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်တရုတ်ချင်းစားစစ်သားတွေကြောက်ဖြူကိုရောက်ရှိလာတယ်လို့သိရပါတယ်။စစ်ရေးသတင်းတွေကိုလေ့လာနေသူဒေသခံတအုပ်ကသူတို့ကတရုတ်စစ်ဝတ်ဆောင်နဲ့မဟုတ်ပဲမြန်မာစစ်တပ်ဝတ်ဆောင်တွေဝတ်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီးအေးကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လာလာမသိကြနိုင်သေးပါဘူးစနိုက်ပါသမားတွေလည်းပါတယ်လို့သတင်းထွက်နေတယ်လို့ပြောပါတယ်သူတို့ကိုကြောက်ပြူမျိုးနဲ့တစ်ပုတ်တောင်ချေဆိုင်တညောင်ရီတပ်ဌာနချုပ်နီးမှာအာရခတပ်တော်အေးနဲ့စစ်ကောင်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားလာပြီးတဲ့နောက်ဖေဖော်ဝါရီလနောက်ဆုံးပတ်ကကြောက်ပြူကိုလေကြောင်းကတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီ29ရက်နေ့ကရှန်ကုန်လေးစိတ်ကနေတဆင်ကြောက်ပြူမျိုးကိုတရုတ်ကြီးစားစစ်သား25ယောက်ကိုပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့အတိုင်းဝိုင်းကကိုကပြီးသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ဆက်လက်ပြီးမင်းအောင်လှိုင်ကရွှေကောက်ပွဲကိုအာဏာသိမ်းကာလတက်တန်း9နှစ်ပြည့်ချိန်ယခုနှစ်ကုန်ပိုင်းဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီမှသာကျင်းပနိုင်မယ်လို့ထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရွှေကောက်ပွဲကိုစစ်အာဏာသိမ်းကာလ9နှစ်ပြည့်ချိန်ယခုနှစ်ကုန်ပိုင်းဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှသာကျင်းပနိုင်မယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမလ9ရက်နေ့ဘယ်လာရုစ်သမ္မတနဲ့တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲမှာပြုလုပ်စဉ်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။ရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောပါတယ်လို့အကြံဖက်မင်းအောင်လှိုင်ကဆိုပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်က၎င်းတို့စိတ်တိုင်းကြပြုလုပ်မဲ့ရွှေကောက်ပွဲကို2026ခုနှစ်ရောက်မှသာပြုလုပ်ဖို့စီစဉ်နေကြောင်းရှန်ကုန်ခေတ်သစ်သတင်းဌာနကနေနေပြည်တော်တက်သတင်းရင်းမြစ်ကိုကိုးကားပြီးဖော်ပြခဲ့ပြီးဖြစ်ပါတယ်။တက်ချုပ်က2026ခုနှစ်အတွင်းမှာပဲရွှေကောက်ပွဲလုပ်ဖို့သူစဉ်းစားနေရဆိုတာကိုအစည်းအဝေးတွေမှာမကြာခဏထုတ်ပြောတယ်သူအနေနဲ့အခုအိမ်ဆောင်အစိုးရဖြစ်တက်တန်း9နှစ်အပြည့်တာဝန်ယူဖို့စိတ်ကူးထားတယ်သူကကျမ်းမာနေသေးတယ်တိုင်းပြည်ကလိုအပ်နေတယ်ဆိုရင်နောက်ထပ်တက်တန်းလေးတာဝန်ထမ်းဆောင်နိုင်သေးတယ်ဆိုတာမျိုးလေသူကမကြာခဏထုတ်ပြောလေးရှိရဲ့ရွှေကောက်ပွဲပြီးရင်လည်းနိုင်ငံရေးမှာသူဟာစက်ပါနေလဲဦးမဲ့သဘောမျိုးလိုလဲရှုဆနိုင်တယ်လို့နေပြည်တော်တက်သတင်းရင်းမြစ်တွေကဆိုပါတယ်။မင်းအောင်လှိုင်ကဘယ်လာရုစ်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာစစ်တပ်ကလုပ်မဲ့ရွှေကောက်ပွဲအတွက်ပါဝင်ရှင်ပြိုင်မဲ့ပါတီပေါင်း53ကိုစည်ရင်းပေးသွင်းထားပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းမှာတလအတွင်းလူငယ်200ကျော်ဖမ်းဆီးခံရပြီးရောင်နီတချင်းတီဆိုလို့ဖမ်းဆီးခံရသူတွေပါရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာစစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီတလအတွင်းလူငယ်233ကိုဖမ်းဆီးခဲ့ပြီး54ဦးပြန်လည်လွတ်မြောက်လာကြောင်းရန်ကုန်စကော့နက်ဝတ်ထံမှသိရပါတယ်။လွတ်မြောက်ခြင်းမရှိဘဲဆက်လက်ဖမ်းဆီးခံရသူ189ဦးနဲ့မှ8ဦးကိုစစ်ကောင်စီကဖမ်းဆီးထားကြောင်းသိရပြီးကျန်182ဦးရဲ့အခြေအနေကိုသိရှိရခြင်းမရှိသေးကြောင်းရန်ကုန်စကော့နက်ဝတ်ကထုတ်ပြန်ထားပါတယ်။ကျမတို့ဘက်ကတော့ည9နာရီကျော်ရင်လူငယ်တွေအပြစ်မထွက်နဲ့စစ်တပ်ကကင်းပတ်ပြီးပါသွားရင်ဘာမှလုံးမပေးနိုင်ဘူးဆိုပြီးရအိမ်မိုးတွေကတတိပေးထားတယ်လို့တန်လင်းမြို့နယ်မှာနေထိုင်သူအမျိုးသမီးတအုပ်ကပြောပါတယ်စစ်ကောင်စီကလမ်းမပေါ်မှာတွေ့ရဆွဲပြီးဖမ်းဆီးလိုက်သူ106ဦးအဲစင်းနဲ့ဖမ်းခေါ်ခဲ့သူ63ဦးတရင်အတိအကျနဲ့ရှာဖွေဖမ်းဆီးခံရသူ59ဦးရှိပြီးဖမ်းဆီးရဲ့ပုံစံမသိရဘဲအတွင်အကျပ်ချုံနှောင်ခံထားသူ9ဦးရှိကြောင်းသိရပါတယ်ဒါအပြင်စစ်ရေးလှုပ်ရှားသူများတပိန်လှုပ်ရှားသူတွေကိုဆွဆွဲပြီးဖမ်းဆီးခံရသူ3ဦးရှိပြီးလင်းလင်းရဲ့ရှောင်းနီတချင်ကိုတီဆိုခြင်းကြောင့်လမ်းဘေးမှာတိခတ်ဖြောမြည်တဲ့လူငယ်တွေကိုဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီ19ရက်နေ့ကစစ်မှုရန်တနက်အမှတ်စဉ်30စစ်တနက်အတွက်စုဆောင်းထားသူလူငယ်900ကျော်ကိုတိုက်ကြီးမြို့နယ်နဲ့လှဲကူးမြို့နယ်တို့မှာရှိတဲ့စစ်တနက်ကျောင်းတွေကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။အဲဒီလိုစစ်မှုထမ်းနဲ့ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာတန်လင်းရေတပ်တင်ပေါ်မှာဖမ်းဆီးခံထားသူ2ဦးမှာခုံချထွက်ပြေးခဲ့တော့လဲစစ်တပ်ကပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတောင်ခမ်းနဲ့ဗန်ပွေးကံကောရွာနီးတိုက်ပွဲများဆက်ဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းနောင်ချုံမြို့နယ်မှာအမြောက်တပ်တွေရှိတဲ့တောင်ခမ်းရွာနဲ့ပြင်ဦးလွင်မြို့နယ်နဲ့အစပ်ဗန်ပွေးနဲ့ကံကောရွာနီးမှာတိုက်ပွဲတွေဖြစ်ပွားနေကြောင်းမြေပြင်ရှိတော်လိုင်းရဲဘော်တအုပ်ကပြောပါတယ်။တိုက်ပွဲရတော့ဆက်ဖြစ်နေတဲ့နေ့စဉ်လိုပဲကျွန်တော်တို့တောင်ခမ်းမှာမဟုတ်ပါဘူးပြင်ဦးလွင်နဲ့နောက်ချိုချားမှာရှိတဲ့ဗန်ပွေးကံကောမှာလည်းဆက်လက်ဖြစ်နေတဲ့အနေထားပဲလို့အဲ့ဒီရဲဘော်ကပြောပါတယ်အမြောက်တပ်တွေရှိတဲ့တောင်ခမ်းကျေးရွာမှာတော်လိုင်းပူပေါင်းတပ်များဆုတ်ခွာပေးရခြင်းမရှိသေးပဲဝိုင်းဝန်းပိတ်ဆို့ထားဆဲပါလို့အဆိုပါရဲဘော်ကမလ10ရက်နေ့မှာပြောပါတယ်တောင်ခမ်းအခြေအနေနဲ့ပတ်သက်ပြီးတော့အရန်ကြီးစိုးရင်ရတဲ့အခြေအနေတော့ရှိမနေဘူးလောလောဆယ်တော့စကားစားလော်ဘီဘက်ကပဲမိမောင်းထုတ်ပြီးအရန်ရင်းနေတာပဲရှိသေးတာအခြေအနေဆိုးဆိုးရွားရွားဖြစ်တာမျိုးတော့မရှိဘူး
လောလောဆယ်ကအရင်ကလည်းကျွန်တော်တို့အလုံးစုံသိမ့်ပိုက်ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူးတနက်တက်ကိုဝင်ရပိတ်ဆိုတာမျိုးပဲဖြစ်တာပေါ့အခုကတော့တနက်တက်ရဲ့လမ်းကျော်ပြန်ဖွင့်လိုက်တာမျိုးပဲရှိသေးတယ်လို့၎င်းကဆက်ပြောပါတယ်တောင်ချုံမြို့နယ်-20ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်တပ်စခန်းကုတ်ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကျေးရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတောင်တပ်မတော် DNL နဲ့တနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြစ်ကူတတာအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆခ900နဲ့အဲ့ဒီလက်အောက်ခံအမြောက်တပ်ရင်3ရင်ဖြစ်တဲ့အာမတာ354အာမတာ206အာမတာ406တို့တည်ရှိပါတယ်။မဆခ900နဲ့ကအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခနယ်မြေတွင်တခုတည်းသောအမြောက်တပ်ကွက်ကဲမှုဌာနချုပ်ဖြစ်ပြီး၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရင်73ရင်ရှိပါတယ်။ TNL ပူပေါင်းတပ်ကအာမတာ406နဲ့အာမတာ206တို့ကို2024ဩဂုတ်28ရက်မှာသိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မာစာခ900နဲ့အာမတာ354တို့ကိုဝင်းရံပိတ်ဆို့ထားရမှာလမ်းကြောင်းတစ်ခုကိုဖွင့်ရပေးထားတဲ့အနေအထားလို့အဆိုပါရဲဘော်ကဆိုပါတယ်။အရင်တုန်းကနှစ်တက်လုံးကိုဝင်းရံပိတ်ဆို့ထားတဲ့အနေအထားအခုကတော့အဲ့ဒီနှစ်တက်ကဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့အနေအထားပဲရှိသေးတယ်လို့၎င်းကဆိုပါတယ်။ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေကအပြီးဆုတ်ခွာတာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။တောင်ခမ်းနေမြေကလည်းအကျယ်ကြီးပဲအရင်တုန်းကနေခုနဲ့မတူတာကအရင်တုန်းကတက်တွေဝမ်းပိတ်ဆို့ထားတာပါအခုကတော့တတက်နဲ့တတက်ကူးသွားလို့ရတဲ့အနေအထားမှာအဓိကစစ်ကောင်စီ lobby တွေဝါဒဖြန့်ရေးသားနေတာမျိုးကပို့ပြီးတော့ခြေခြေလောင်လောင်တွေ့ရတာပေါ့လို့၎င်းကပြောပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့် channel တွေကတောင်ခမ်းကျေးရွာမှာတော်လိုင်းတက်တွေစုခွာပေးရပြီးအထိနာနေကြောင်းကျေးရွာချုပ်ကိုပြန်လည်သိမ်းပိုက်ထားကြောင်းရေးသားထားပါတယ်ရွာတွေထိန်းချုပ်ထားတာမျိုးတွေတော့မရှိပါဘူးရွာတွေမှာလည်းဒါကတိုက်ပွဲနဲ့ရွာတွေကအရန်တက်နဲ့တက်ကြားမှာဖြစ်နေတော့ရွာတွေကိုထိန်းချုပ်ဖို့အတွက်သူတို့အတွက်လည်းမဖြစ်နိုင်ပါဘူးလို့ပြောပါတယ်ပြည်ဦးလွင်မြို့နယ်အဆက်ဗန်ပွေးနဲ့ကံကောရွာနီမှာလည်းတိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းအသိပေးပါတယ်ပြည်ဦးလွင်နဲ့နောင်ချိုကြားမှာရှိတဲ့ကံကောတို့ဗန်ပွေးတို့အဲ့ဒီဘက်တွေမှာတိုက်ပွဲဖြစ်နေတာတွေရှိပါတယ်ဒီရက်တွေမှာမဟုတ်ပါဘူးတောက်လျှောက်ပါပဲပုံမှန်အနေထားလို့တော့ပြောလို့ရတယ်လာတိုင်းအမြဲတမ်းဖြစ်နေတာပေါ့လို့တော်လိုင်းရဲဘော်တွေကပြောပါတယ်ပြည်ဦးလွင်မြို့နယ်ဝဝွန်ကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတောင်တက်မတော် DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်အတွင်း2024အောက်တိုဘာ22ရက်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက် DNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေရှိတဲ့ကံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။လူထုအနေနဲ့လည်းအရန်ကြီးတော့မစိုးရိမ်ကြနဲ့ကျွန်တော်တို့လည်းလူထုဘက်ရောကာကွယ်သွားမှာပါ။နောက်တစ်ခုကတော့လေရင်အန်ဒီရဲ့နဲ့ပတ်သက်ပြီးလူထုအနေနဲ့တတိထားပြီးတော့ဘေးကင်းလုံခြုံစွာနေကြဖို့ပါပဲ။ဒါကိုပြောချင်တယ်။နောက်တစ်ခုကတော့ပြည်သူလူထုတွေအနေနဲ့အရန်ကြီးမကြောက်ကြဖို့စာကားစာရဲ့သတင်းပြန့်နှံ့မှုနဲ့ပတ်သက်ပြီးနားမယောင်ကြဖို့အဓိကတော့ကျွန်တော်တို့လည်းပြည်သူလူထုအတွက်အတန်နိုင်ဆုံးခုခံကာကွယ်ပေးသွားမှာပါလို့တောင်ခမ်းစစ်မြေပြင်ရှိတော်လိုင်းရဲဘော်ကပြောပါတယ်ဆလဘီပကံမျိုးကြောက်ပြင်ကန်ရွာကနေအိမ်တွေစစ်အုပ်စုမိရှုပ်ပြီးပြည်သူပိုင်ပစ္စည်းတွေတည်သွားတယ်လို့ညောင်ပခဖပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်မြို့နယ်ပကံမျိုးကြောက်ပြင်ကန်ကျေးရွာနေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကောင်စီတပ်နဲ့ပြူစောတိတွေကတည်ယူပြီးကျေးရွာကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်တာဝန်ခံကပြောပါတယ်။ကြောက်ပြင်ကန်ကျေးရွာကနေအိမ်တွေမိရှုပ်နေခဲ့လို့နေအိမ်ခုနှစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်တာဝန်ခံကပြောပါတယ်။ကြောက်ပြင်ကန်ရွာဟာပကံမြို့ရဲ့အရှိတောင်ဘက်မှာရှိပါတယ်။မလ4ရက်နေ့ကကြောက်ပြင်ကန်ကျေးရွာကိုစစ်ကောင်စီတပ်နဲ့ပြူစောတီပူပေါင်းတပ်တွေဝင်ရောက်လာပြီးတပ်ဆွဲနေထိုင်ခဲ့တဲ့လို့သိရပါတယ်။မလ6ရက်မနက်4နာရီလောက်မှာဆယ်ဘင်းကားတွေနဲ့နေအိမ်တွေကပစ္စည်းတွေကိုတည်ယူပြီးရွာကိုမီးရှို့တာစစ်ကြောင်းပြန်ထွက်သွားတယ်လို့သိရပါတယ်။လေးဘက်လေးတန်းအကုန်လုံးကိုရှို့တဲ့ပုံမှာပဲလူဦးပြီးနှိမ့်လိုက်နိုင်လို့တစ်ချမ်းလုံးက9လုံးပဲပါသွားတယ်နောက်တစ်ချမ်းကတိုက်နှလုံးပါသွားတယ်လူတွေကစစ်ပေးရှောင်နေရရှိတဲ့ပစ္စည်းလိုချင်တာအကုန်တည်သွားလို့ရတယ်လို့ညောင်မြို့နယ်ပကဖတာဝန်ခံကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်ကလည်းစစ်ကောင်စီတပ်ကကြောက်ပြင်ကန်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်တော်လိုင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးစစ်ကောင်စီတပ်ကကြောက်ပြင်ကန်ကြီးရွာကိုမကြာခဏစစ်ကြောင်းထိုးဝင်ရောက်လာကပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးနေရှိရလို့ညောင်မြို့နယ်ပကဖတာဝန်ခံကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်